ဒါမင်းပါလောက်တာလည်းမခက်တာ ဘာလို့လဲ တကယ်ပဲမင်းမသိဘူးပေါ့ မတိလို့ပေါ့ငါကဘာလို့မိလို့ မင်းမိုင်းတေးမှာတင်ထားတဲ့ပုံလေး အော်အဲ့ဒါဘာဖြစ်လို့ ဘာဖြစ်လဲဟုတ်လားမောင်ကလွယ်ရင်ဘယ်သူနဲ့မှမင်းပုံတွဲတင်စရာမလိုဘူး ဟာဒါငါအကူလေး မသိဘူးမင်းကမောင်ပြောဖို့လည်းမဟုတ်လားမင်းမမေနဲ့အောင်မောင်တဝင်းတိုးပါရဲဆိုအခြားလူတွေနဲ့ဆိုပို့ဆို ခုဟာဘာဖြစ်နေလို့လဲငါတို့ကရိုးရိုးတသားတွေလေ မင်းဘာသာရိုးတတမကောက်လို့ဘာကြီးပဲဖြစ်နေပါစေကွာမောင်တဝင်းတိုးလား ငါတို့ကမောင်နှမတွေလေငါတို့ကအမျိုးတွေပြီးတော့ तू ကလည်းငါမိရဲ့မိ ဒါဆိုနောက်ဝန်းခွဲပေါ့နောက်ဝန်းခွဲဆိုတခြားစဉ်းစားကြည့်ဘာမှမတော်ဘူးနော် နင်းတင်မင်သက်တွေမားနေပြီနော် ဟုတ်တယ်မောင်မားရယ်ပဲထားအဲ့ဒါမင်းအောင်တဝင်းတိုးလို့ ကောင်းပြီလေငါနားလဲပါတယ်ဒီငါ့ကိုချစ်လို့တဝင်တယ်လို့ပဲတတ်မှတ်လိုက် မင်းနောက်တစ်ခါသူနဲ့မှတွဲပြီးပုံမတင်ရအောင်မောင်စင်းမချအောင်မင်းကမောက်အပိုင်ပဲ အခုကမပိုင်သေးဘူးလေငါလည်းငါကြိုက်တာလုပ်ပိုင်လို့ရှိတယ်နေလဲနေကြိုက်တာနေတခုပဲအဲ့ဒါကမဖောက်ပြန်ဘူး ဟာလေမင်းပြောချင်တာမဖောက်ပြန်ပြီလို့ကြိုက်တာလို့ဆိုတဲ့ပေါ်လားရရလေဒီနေ့ကစာပြီးမောင်ကြိုက်တာလုပ်မယ်မင်းစီကအချစ်ခံရဖို့လို့ပြောတာတော့ငါချစ်ပေးနိုင်တယ်လို့ချစ်ပေးမယ်တော့ဟောလို့ရှိရင်ငါပဲပြင်မယ် အပေမခံမိပါနဲ့ငါတို့လမ်းခွဲကြမှာငါတို့လမ်းခွဲကြမှာလို့ မင်းမောင်ချော့ဖို့အစီအစဉ်ရှိဘူးလား ငါမချောတတ်ဘူး ထားလိုက်တော့မောင်မတောင်းစိတ်ဆူနေမောင်ကချော့ကန်ရတယ်ကောက်ရှိ နင်ကြည့်လို့ငါချောလည်းမချောတတ်တယ်လို့စိတ်လည်းမရှိဘူး ခုတိပါမယ်မောင်တော့ထားမတော့ပါနဲ့ငါခွဲဖို့ဆိုတော့မပြောလိုက်ပါနဲ့နော်တက်ပြင်းချမှာစိတ်ဆိုးတော့မှာစိတ်ကောက်တော့လည်းပါပြန်ချော့ရတယ်ကောင်းမှရတော့မောင်တက်တယ်စိတ်ကြီးပဲကွာ ကြည့်ငါစိတ်ရှုလိုက်လမ်းခွဲမှာပဲ အမကွာဟိုတောင်းပါလားနော်တကယ်လေးရလေကွာစိတ်ကြီးပဲပြီးတော့နောက်အမားတွေကတကယ်လေးကိုဆက်ရှောင်းလို့တကယ်လေးစီအသေးသေးရမယ်ချောင်းပြီးရပါနော် မောင်ရဲ့စိတ်ဆိုးပါနဲ့နော်ခက်ကစိတ်ရှိတတ်တာလေပြည့်တယ် တကယ်လေးမောင်းစိတ်ဆိုးပါဒါပေမဲ့ဝမ်းနေတာပါ ကြည့်ပါဦးမျက်ရည်နေပါလားကဲဝမ်းနေနေရတော့အာဘွား